မောင်လေးအမေဝိုင်းပြောပြီးပါအောင်အမေကသူ့အိမ်မှာအမအောင်မထားတော့ဘူးတဲ့စိတ်မပူပါနဲ့ကျွန်တော်ပြောပြပါမယ်နော်ကဲပါမလဲမရဲ့ငါတယောက်လုံးလဲပါနေတာပဲအဆင်ပြေပါတိတ်ပါဟဲ့ညီဘာမှပတ်ဝန်းကျင်ကိုကူညီတောင်းတာအကြောင်းမရှိနော်ညီကတခုံးနဲ့ပြောမယ်ညီကမျက်စိစီရနေညီထွက်သွားလိုက်တော့ညီကမမြင်ချင်ဘူးညီကိုတွေ့ရတာငါမွေးဆက်တယ်ဟဲ့မွေးဆက်တယ်ပြောအမေကတိုင်ပါလို့လားငါလူရှိကုန်တဲ့ကြည်စားအကမတဲ့အိမ်ကပဲပါမလဲဟဲ့ညီကိုဖေနေရနေညစ်ပြီးမွေးရတော့ပြောတာမဟုတ်ဘူးလေညီဒီတိုင်းမွေးစားတာဥပမာပြောတာနားမလဲဘူးလားအဲ့ဆိုမွေးစတဲ့ဆိုတော့ထဲမှာပြောနေလေအမလေးငါလူရှိမဟုတ်လိုက်တာသားရကြည့်ပေါ့သားမပြောတော့ဘူးလားမပြောတော့ဘူးလားမပြောတော့ဘူးသူပြောတာလည်းမှန်နေတာပဲလေမှန်နေတယ်နော်ယောက်ျားကြီးဆိုတော့ပဲပါမလဲသားရဟုတ်လေသားရအမဘာလဲညီကငါလူရှိမဟုတ်တယ်ပေါ့လေဟာညီကဘဝမေးတဲ့ကောင်မပဲညီကတကယ်တော့ဇီးတဲ့မတန်းလားမပြိုင်းပါမပြိုင်းရသေးပါပြီသူ့မမတန်းလားပဲကြံနေမသားရနေပါသိလေနော်ဟဲ့ညီကစကားရှိဝင်ပြောမနေဘူးနော်နေထွက်သွားလိုက်တော့ငါမရှိနေထွက်သွားလိုက်တော့အဝင်းကြီးကပြောတဲ့စကားငါလက်မခံခဲ့တာတကယ်တော့လေမာမိအမသူ့ပဝင်းကြီးကပြောကြတာနှစ်ပြားမတက်ဘူးငါနိပကရက်တီခဲ့တာမှားတယ်ဘာဖြစ်တယ်တဝင်းကြီးကသမီးကိုပြောတယ်ဟုတ်တယ်ဟမ်တဝင်းကြီးကဘသူတွေကသမီးကိုပြောရလဲမလဲပြောတော့မှအများကြီးပဲနာမည်ဒီမှာပလုံစီနာပဲဘသူတွေပြောရလဲလို့ဟောတိကျပြောမယ်နော်ငါစာနဲ့ရေးထားတယ်ငါပြောပြမယ်ညဘသူတွေပြောလဲဆိုလို့ရှိရင်လေဇေယျလေးတို့မမုံဝင်းတို့ကိုမောင်ထွေးတို့မအေးမြတို့ကိုကျုံဝင်းတို့မချုံမောင်တို့အောင်စုံလင်းတို့မအေးမြတို့စူပါမင်းမင်းစိုးတဲ့ကောက်ကောက်လှလှမြတ်မြတ်ဆူဆူမမကြီးကြီးကေကေဆန်းဆန်းတို့မင်းနဲ့မိကျွမ်းနဲ့မတောင်းကြီးတို့ပြောတာပါဟုတ်တယ်အဲ့ဒီစရတဲ့မမဝင်းတို့ကိုမောင်တို့မအိမ်မတို့ကိုကျော်တို့မတ်ချုံတို့အောင်စော်တို့မအိမ်မလို့စူပါမင်းနဲ့ကောင်းကောင်းလှလှမြတ်မြတ်ဆူဆူမမကြီးကြီးကေကေဆန်းဆန်းတို့မင်းနဲ့မိကျွမ်းအောင်ကြည့်မှာတော့အမေကိုဘာပြောလာလဲလို့မင်းညီကဘာပြောမှာတော့ဟဲ့ညီကိုဇေယျလေးတို့မမဝင်းတို့ကိုမောင်ထွေးတို့မအေးမြတို့ကိုကျုံဝင်းတို့မချုံမောင်တို့အောင်စုံလင်းတို့မအေးမြတို့စူပါမင်းမင်းစိုးတဲ့ကောက်ကောက်လှလှမြတ်မြတ်ဆူဆူမမကြီးကြီးကေကေဆန်းဆန်းတို့မင်းနဲ့မိကျွမ်းနဲ့မတောင်းကြီးတို့ပါကြီးကိုဒီအိမ်ပေါ်မှာမထားလဲတဲ့ဟုတ်တယ်အဲ့ဒီစရတဲ့မမဝင်းတို့ကိုမောင်တို့မအိမ်မတို့ကိုကျော်တို့မချုံတို့အောင်စော်တို့မအိမ်မလို့စူပါမင်းစိုးတဲ့ကောင်းကောင်းလှလှမြတ်ဆူဆူမမကြီးကြီးကေကေမင်းတို့မင်းနဲ့မိကျွမ်းတောင်းကြည့်မှာတော့အမေအဲ့လိုပြောရမှာလားအဲ့ဒါဆိုတော့ပြောတဲ့ညီကိုပြောကြတာလေဇေယျလေးတို့မမဝင်းတို့ကိုပေါတို့မအေးမြတို့ကိုကျုံဝင်းတို့မချုံမောင်တို့အောင်စုံလင်းတို့မအေးမြတို့စူပါဆူဆူမင်းစာတော့မတိုင်းယူပါနော်အေးယူပါတော့မင်းတို့စိုးတဲ့ကောက်ကောက်တက်တာမင်းတို့စိုးတော့မမကြီးကြီးခေခေမင်းစတာတော့မင်းနဲ့မတောင်းကြတော့ညီကိုလေမွေးတဲ့ကကြိုက်တပ်ပြတာမှာတဲ့ချစ်မလေးအောင်ဆိုနေတော့မမတို့ကောင်းလို့မအိမ်တို့ကိုတော့မချစ်ပါဘူးပြောတော့ဟာနင်တို့ကလည်းရက်ကွက်တည်းကလူနေပဲရွတ်နေတာလေးဖက်ပြီးသေးတော့ဒီမှာဘေးကနေဒါတော့တန်တောင်းလို့ကြံနေခဲ့သေးတယ်ဟုတ်တယ်နော်ဒီမှာနော်နေတော့တက်ခါလေးယူသွားနော်နေဝဲတဲ့ထမင်းမလားဒီတခါလေးရမဟုတ်လေဝဲတဲ့ထမင်းခါလေးနော်ခမရအော်မမီရေအထုပ်ကပြလိုက်ပါမမီအထုပ်ကပြလိုက်ပါတော့အထုပ်ပါပြလိုက်မလားဟုတ်တယ်ပြလိုက်တော့တာစကားတော့ထောင်းတယ်နော်တို့တာစကားနားထောင်းအထုပ်ပါပြလိုက်တယ်ဒီမှာအမလေးဒါလေးပါပြလိုက်လေဒီကအမိုက်ထဲလို့ရတယ်မတာမိုက်တာသိန်းနော်ကဲဘလို့မကြည့်ရမရဘူးဆိုလည်းကဲငလက်မအမေကတော့ခိုင်းနေပြီဆိုမှတော့သမီးသွားမယ်သမီးမသွားခင်နောက်ဆုံးနေနဲ့အမေတို့သမီးပိုက်ချင်တယ်ချဆောင်သမီးရဲ့အမလေးငါပိုက်ချင်တယ်ဟာဆောင်းပါဘူးသမီးစကားတော့လောရလို့ပါငါပါချချင်တယ်ပေါ့သမီးနောက်ဆုံးနေနဲ့လေသမီးလောက်လေးချီပြီးတော့အမေကတော့ခဲ့ချင်တယ်လို့ပြောတာပါအမေရဲ့မလို့ဟုတ်ဟဲ့ကာယကံမနောကံနဲ့ဝစီကံနေခဲ့တယ်မတာမကာယကံဝစီကံမနောကံနော်နေရလဲဝစီကံလေးတော့ထဲအောင်ဟဲ့ဟုတ်ကဲ့အဖေပေါ်မှာကာယကံဝစီကံမနောကံနဲ့ကဲပါငလက်မရဲ့တောက်ကျင်ပါတယ်ကတော့ဒီတော့တောက်ချင်ပါတယ်မလေးကအားတော့ကြဘူးမလေးငါသမီးရဲ့နောက်ဆုံးနေတဲ့ကတော့တော့သူမလောက်သွားသေးတယ်သမီးစိတ်ကြီးအမေမတားငါလေကြောက်မှတင်နေတာလို့ဘာမလုပ်နဲ့လေညခံစားနေရတာလေကျွန်တော်တော့ခေါ်ပြီးလေမမီမခေါ်ပါနဲ့လောတာငါလည်းတော့ခေါ်တိုင်းငါတော့ခေါ်တိုင်းလားမခေါ်ခိုင်းပါဘူးသမီးကျမသမီးလေးကိုမိသားဖာသားပြီးလာပြီးတောင်းရမ်းပေးတဲ့အတွက်ကျမတို့ဘက်ကဝမ်းသာဂုဏ်ယူမိပါတယ်ရှင်ဟုတ်တယ်နော်ဖေဟုတ်တယ်ဗျာကျွန်တော်လည်းမိဘတယောက်အနေနဲ့ပြောမပြတတ်တော့အောင်ကိုဝမ်းသာရပါတယ်ကလေးတွေရဲ့သဘောထားလေးတွေလည်းသိချင်သေးတယ်လေအဲ့တော့တာဟောဒီကသမီးလေးပုံမှာတားရဲ့သဘောထားလေးပြောပြပါ
အသေးရအရှင်ရပဲဖေး နှစ်ကိုကျိုးပြက်ဘယ်လိုစကားတွေပြောနေတော့ တာသေတိတိုင်ပေါင်းမယ် ဩတင်သီးတိုင်အောင်တောင်းမယ်တဲ့အင်မတန်ကောင်းပါတယ်ဟိုသမီးလေးရောဦးရဲ့သားပေါ်မှာဘယ်လိုလေးသဘောထားရှိတော့ အခုပေါ်မှာမရမမတ်တခေါမမတ်ပေါင်းပါမယ် ကောင်းတော့ ကောင်းတာလေဖေးတခေါမမှတ်တဲ့ အဲမှားလို့လေးမမတ်သားမမတ်ပေါင်းပါမယ်လို့ ဒီမမတ်သားမမတ်ကောင်းပါတယ်သွားသိနေတာလေးမြန် သမီးလေးအပေါ်ကိုဒီဘက်ကသတို့သားရှိနေဘက်ကဘာများတောင်းမလဲဗျဘာနဲ့တင်တောင်းမလဲ ဟောဘာနဲ့တင်တောင်းမလဲဆိုတော့ဒါနဲ့တင်တောင်းပါဗျာ ဟာခဏမရိုက်လိုက်လားခဏတို့မျိုးဓာကြီးလေ အော်ဘာတွေပြောနေရတော့ဟောရွှေချူးမင်းဖျောင်းနိုင်ဆိုတာကျွန်တော်တို့ရဲ့လုပ်ငန်းဒီဖျောင်းနိုင်လုပ်ငန်းကြီးနဲ့ခဏသမီးလေးကိုတင်တောင်းတာ ခဏပုံမရိုက်တော့ပြီကျုပ်တို့ကဖျောင်းနေဘာတော့မှမလို့ ဟုတ်မဟုတ်လေဗျာဒီလိုဗျာကျုပ်တို့ကမြောင်းမြမြို့မှာဟောဒီရွှေချူးမင်းဖျောင်းနိုင်လုပ်ငန်းကိုလုပ်ငန်းပိုင်ရှင်တွေအဲ့ဒီလုပ်ငန်းကြီးတစ်ခုလုံးနဲ့ခဏသမီးလေးကိုတင်တောင်းတယ်အဲ့ဒါပြောတာပါဗျာ အဖေရဲ့ဖျောင်းနိုင်နဲ့တင်တောင်းတာမဟုတ်ဘူးရွှေချူးမင်းဖျောင်းနိုင်လုပ်ငန်းနဲ့တင်တောင်းတာအဖေရဲ့သမီးကိုတင်တောင်းတာလေ လုပ်ငန်းပိုင်ရှင်တွေပဲ မလေးညီမလေးရေနေသိကံကောင်းတာပဲနော်မြောင်းမြရွှေချူးမင်းဖျောင်းနိုင်လုပ်ငန်းပိုင်ရှင်ရဲ့တားနေရတာဆိုတော့နင်းဖွာရအေးချမ်းသွားပြီနော် ဖျောင်းနိုင်ဖူးစာပေါ့အမရဲ့ ဟဲ့ဘလို့ပြောင်းနေဘူးစားတော့ပြောစမ်းပါအောင် ဒီလိုအမရဲ့ကိုကရန်ကုန်ဖျောင်းနိုင်လာပုံနဲ့ညီမနဲ့တွေ့တာလေ အဲ့တော့ဖြောင်းနေဘူးစားပေါ့ ဒါပေါ့ ကဲမိတ်ကလိမ့်မယ်စင်းငယ်လိမ့်မိလားတော့ဟဲ့မမီတက်ရှင်းပါတော့တယ်လေဒီကို ဟဲ့မိတ်ကလာလိုက်တာပေါ့တို့သမီးမိတ်ကလာလိုက်တာ ဟမ်ဘယ်သူတို့လိမ့်ပါလဲရှင်က ဟဲ့မလေးတို့သမီးကဘယ်နှစ်ယောက်ရှိလို့လဲဟဲ့ညီးမလား ဟုတ် အေးတို့လာလိုက်တာလေ ဟဲ့ကျမတို့လိမ့်ပါလေကျမတို့လိမ့်ပါလေ ဟဲ့ညီတို့လည်းအောင်ညီကိုဘယ်သူခေါ်လို့လဲ ကျမတို့သရိုးသားဘက်ကခေါ်ထားတာမိတ်ကလိမ့်မို့ အာညီတို့သားရဲ့တို့သမီးထီးနေမသိဘူးငါကညီးဖင်နေမိခေါ်တာမမလည်းညီးဖင်နေမိ အောက်ထပ်မှာ ခေါ်လိုက် ခေါ်လိုက်စမ်း မလေး မမေကိုကိုရေလာတော့ မလေးဟဲ့စုံစိနေပြပြလေးမမီတော့ကိုကိုလေးမလေးဟဲ့အောင်ပါဟဲ့ညီတို့ခါလေးပြောထားအောင်မယ်နော်ခွာလာတော့လာမတိုင်းနဲ့ညီလက်နဲ့ငါလက်နဲ့တူတာမဟုတ်ညီလိမ့်လဲလို့ရှိရင်သူ့မျက်နှာအုတ်တစားပုံပေါက်သွားလိမ့်မယ် မလေးကျမမစော်ကားနဲ့နော်ကျမအသက်ကိုခရော်ကြီးပေါက်ချမှာနော် မလေးပတ်ချင်ညီဟဲ့မွေးကျသူတွေဆက်လိုက်တာမို့လေဟုတ်လား မလေးရှင်းကျမလည်းဘာမှမဆိုင်တော့ဘူးရှင်းကျမပြောရအောင်မယ်ဟမ်ကျမအကြောင်းမတတ်တဲ့အိမ်မောနှင့်ချပြီးတော့ကျမဘာကြောင့်ငေါအိမ်မောနှင့်ချလဲဆိုပြီးတော့နောက်ကြောင်းနှက်လိုက်တော့ရှင်ကတန်ငယ်ကိုအိမ်မောခေါ်တင်နေတာနဲ့ကျမကိုရှင်ကပတ်ထုတ်ခဲ့တာပဲ ဟဲ့ညီအဲ့စကားညီလူရှိမပြောကြလားဟမ်ညီအဲ့ဒီအောင်ဆက်ပါလား အဲ့ဒါမရှိတော့အဲ့ဒါမရှိတော့မလုပ်ကြဘူးတော့မလုပ်ပါနဲ့ ဘာလဲလား မလုပ်ချင်ဘူးမမ ကိုကိုရေလောက်ပါဦးဒီမှာမိတ်ကဆရာမြောင်ရန်ဖြစ်နေတယ် ငါလည်းမဘာလို့ရံဖြစ်နေမိတ်ကလိမ့်လီဘာလို့လဲ ကျမတို့မိတ်ကလေးပါလေအဲ့မှာကျမလာရှုံနေတဲ့ကောင်မကြီး ခမရဘာလုပ်လဲပြန်တော့ ဟုတ်ကဲ့ပါချလိုက်လို့ပြင်လုံးနေဟဲ့မိတ်ကဆရာတောက်ချလိုက်မယ် ငါသာထိုးရလိုက်ပါငါထိုးရတယ်ကောမင်းရလေ ခမရဘာလုပ်တော့ ဟဲ့ဘယ်လိုလုပ်လဲပြောလိုက်လေရှင်ခေါ်တာမဟုတ်လား ဒီလိုဗျာခင်ဗျားတို့ဘက်ကမိတ်ကက်ဆရာမတင်ကြဘူးလားထင်လို့ကျွန်တော်သူ့ချိန်ထားလိုက်မိတာကျွန်တော်ခေါ်တာ ခမရဗျာဒီမှာငလမ်းမလေးကိုကျွန်တော်တဲမျက်နှာကိုကိုက်စေချင်တာ ဟောငါလက်ကနူနေလို့လား နွေနူပါဗော ဘာနူငါမလေဟဲ့ငါကလည်းနဲ့သမီးတော့လှသွားအောင်မယ်သူကန်လို့ရှိရင်သွေးဆုပ်ဖို့ကောင်ပောက်သွားအောင်မယ်မလေ မဆော်ကားနဲ့များပြီနော်ကျမသိနေတာမဟုတ်ဘူးကျမမဟုတ်ဘူးတော့ကျမ မဟုတ်သေးပါဘူးဗျာကျွန်တော်ပြောမယ်အခုကမိတ်ကက်ဆရာ2ယောက်ဖြစ်နေတာမဟုတ်လားအဲ့ဒီလိုလုပ်ပါလားခင်ဗျားတို့2ယောက်ထဲက1ယောက်ဘူးပြန်လို့ရတယ် ကျမမိတ်ကကြည့်မယ်သူ့ပကံဆေးခိုင်းလိုက် ပြီးကြ ဘယ်ပါချလိုက်မနော်ငါလည်းဘကန်စင်းနေကြမှာမှတ်နေကောင်းမဟမ်ဟဲ့မင်းစကားပြစင်ရင်ပြလေဒါမိတ်ကအတေးချစ်သေးလားဈေးတယ်မဟုတ်ဘူးခေါ်ပြီးပြန်နှုတ်လို့မရဘူးကျမသူ့ကိုမိတ်ကလေးမွေးတော့သူ့ကိုလက်ခံလိုက်တဲ့အတွက်ကျမဟိုဘဲတောင်သွားမလိမ့် ကဲပါစိတ်တွေလည်းရှုပ်လာပြီမင်္ဂလာချိန်တိုင်းနီးနေပြီဆိုတော့နှစ်ယောက်လုံးလာလိမ့်မလိုက်တော့ ဟာတမီးရတယ်2ယောက်လို့ဘယ်လိုလူးမှာလဲ ဟောအဲ့လိုမှမဟုတ်သူတို့နဲ့ကိုပြန်မှာမဟုတ်ဘူးလေ မပြန်နိုင်ဟဲ့ကောင်းတဲ့ကောချက် ပြန် လို့ ဘူး ပြော ငါတို့မပြန်နိုင်ဘူးငါတို့ခေါ်ထားပြီးပြန်နိုင် အဲ့ ဘူး ဒါဘယ်လိုလူးရင်အဆင်ပြေမလဲ ရတယ်လေဟဲ့ငါမိတ်က artist ဆိုတော့ညီရောဦးစားပေးပါတယ်ညီဘယ်နဲ့တာလိမ့်မလဲ အပေါ်မျက်နှာလိမ့်မယ် ရတယ်ငါအောင်မျက်နှာလိမ့်လိုက်မယ်နော်ဟဲ့ရှိတာဒီမျက်နှာတစ်ခုတည်းညီတဲ့အပေါ်မျက်နှာလိမ့်မယ်ငါဘယ်မျက်နှာလိမ့်ရမှာလဲ ရှင်ပါတို့ရတယ်ကျမသရိုးသားမျက်နှာဒီအပေါ်မျက်နှာကိုလိမ့်မယ်လို့ပြောတာလေ အမလေးဟဲ့အဲ့လိုလိမ့်လို့ရမလားငါသတို့သားလေးလိမ့်မယ်သတို့သမီးလေးလိမ့်မယ်အဲ့နှစ်ယောက်လုံးလိမ့်မရမှာပေါ့ အာရှက်ဘလို့လိမ့်ပါလေပြောစမ်းပါအောင် ဒီလိုလိုက်တယောက်ချမ်းစီလိမ့်မယ်နော်အဲ့ဒါညီညာဘက်ချောင်းလိမ့်ငါဘယ်ဘက်ချောင်းလိမ့်မယ်ငါဘက်ကတော့စီးမကြော်လာခဲ့နဲ့နော်ကောင်မ မလေးရတယ်လိမ့်မယ် ပြီးတော့ခဏလေးဟဲ့ခဏလေးငါကန့်လိုက်အောင်မယ်အညီအဘချမ်းလေးစင်အောင်တောင်မြခုံးမလို့ဆွဲရတယ်တမီးလေးတိလားနော်ဒီဘက်လေးပါမလေးဟဲ့ပါလေ မကြောနဲ့ဆိုရှင်းကြောနေတာလေ မလေးတတမီးတို့နည်းနည်းကြောမှာပေါ့ ကြောက်ခွင့်မရှိဘူးပဲမလေး မလေးဟဲ့တမီးဒီဘက်လေးတစင်အောင်တောင်တို့ပါလေးဆွဲရတယ်ဒီလေးတိလားကဲတမီးလေးကိုလှလှလေးလုပ်ပေးမယ်နော်ကဲဟဲ့မလေးပူတယ်လေးဟဲ့အဲကွင်းဖွင့်တာတကားပိတ်ထားလို့ ဟုတ်ရ တကားကြီးပွင့်နေတော့အဲကွင်းရဟုတ်တယ်လေးလေးပြင်ထွက်ကုန်တာပေါ့ ဟုတ်ပါပြီဗျာ
ကဲသမီးကိုနှကန်းကြီးလေးစိုးမယ်ဟောဟုတ်တော့ဟဲ့မီးပြတ်သွားရဲ့ဟဲ့လောက်တယ်မီးစက်မရှိဘူးလား မီးစက်နော် ဟာပြတ်တာကျွန်တော်မီးစက်တယ်စီမရှိဘူး ဟာခင်ဗျားတို့ကြိုးဝယ်ထားပါဆိုဗျာအဲ့ဒါဘယ်လိုလုပ်မလဲမောင်ကြီးမဲတယ်ဘယ်လိုဆက်လိမ့်မလဲ ရပါတယ်မိတ်ကအတစ်တပါအေးအပေါင်းကြီးမိတ်နဲ့လိန်တတ်ပါတယ် ဟုတ်လို့လားဗျာ မလေးဟုတ်ပါကဲသမီးလေးဒီဘက်ကိုလဲနှကန်းကြီးစိုးမယ်နှကန်းလေးရှေ့တော့ကဲနှကန်းလေးစိုးပြီ အာမမီအာနားပေါက်ကြီး ဟဲ့နားပေါက်ကြီးလား ဟုတ်တယ်နားပေါက်ကြီး ပစမောက်ထင်လို့နိုင်လိုက်တာဟဲ့တော့ကဘာမှမရှိကြဘူးလားနင်တို့ကမီထိုးမို့လေ အေးရကျုပ်စီစဉ်လိုက်မယ်ဟိုကျုပ်တို့စိတ်ရောဖျောင်းနိုင်နေရှိရလေဖျောင်းနိုင်သွားယူ ရှိတယ်ရှိတယ် ဘာပြောင်းနိုင်တော့ ရွှေချူးမင်းလေကဲရော့ ကဲပေးဖျောင်းနိုင်ပေးမလို့ရွှေချူမင်းဖျောင်းနိုင်မယ်လိန်ရတော့လေအေးဒုက္ခပဲကဲတကယ်ကုန်းလို့ဆက်တယ် ဒီဖြောင်းနိုင်ပြီ ဘာလဲ မျက်ခုံးမဆွဲနေဒီကိုပေးတော့ဒီကိုပေးတော့ နီးအဲ့လိုပဲယူတော့ငါဘလို့ပြန်နီးငါရင်လိမ့်မရမှာပေါ့ဒီမှာနှကန်းလေးစုံနေဟဲ့နှကောင်းနေတယ် မျက်ခုံးမရင်ကြီးရယ်ရေးကြီးရယ်လို့ဒီ ဟဲ့ဒီနောက်ပေးစမ်းမှာမလို့ဟဲ့ဒုက္ခပဲ ငါလို့ပေးပါဒီမှာလုံးမလို့ရပါဘူး အပေးသားမှာခင်ဗျားတို့လူနေတာနဲ့လူပြစ်မှာမဟုတ်တော့ခင်ဗျားတို့တေချာလူကျင်တယ်မလား အေးလေအလင်းမမရှိဘူးမှာပေါ့ ကျုပ်စီစဉ်ပေးမယ် ဒီရော မြင်ရလား နင်တို့မြင်ရတယ်ဟဲ့ဒုက္ခပဲဟဲ့ဒါဘာပြောင်းနိုင်လဲ ရွှေချူးမင်းကျွန်တော်တို့လုပ်ငန်းကထုတ်တာလေ ပြောင်းနိုင်တယ်လို့စိုက်ကြည့်ရတယ်ပေါ့ ကြိုက်တဲ့ site ကိုပြော order မှာလို့ရတယ် အေးဟုတ်တာပဲ ခင်ဗျားမြင်ရပြီမလား မြင်ရွှေချုံးမရတော့မလို့ကြိုက်တဲ့ဆိုင်အော်လာမောင်ရတယ်ပေါ့ ဒီ site ကိုကြိုက်လား ကြိုက်တယ်မလို့ဘောမကားမြင်မှုပြောင်းနေကြီးတာအေး ကဲအဆင်ပြေသွားပြီမီးပြက်လည်းအဆင်ပြေသွားပြီ ဒါပဲဟုတ်ပြီကဲဟုတ်မှာအဲ့ဒါဘာလို့ ရုပ်တည်လား အဘက်နဲ့ကြောင်းမှာလဲအဲတုတ်ကပဲလူလေဘသူလေတော့အဲ့ဒါရှင်းသားနဲ့ရှင်းချွေမလို့ဟဲ့တုတ်ဟာဘလို့လဲပြကြတော့ဟာ ဟိုအဲ့ဆိုခုဘက်ကကျမသမီးပေါ့ ဟုတ်တယ်လေ ကျမသမီးမျက်နှာဘလို့ဖြစ်လို့တစ်ချမ်းနဲ့တစ်ချမ်းမခေါ်သလိုဖြစ်နေရတာလို့ ဟောဗျာကျုပ်သားလည်းကြည့်ပါအပေါ်တော့နဲ့အောက်တော့နဲ့ရံပြစ်ထားသလိုပဲမျက်နှာလေးဟာအဲ့ဒါဘသူပြင်ထားတာတော့ မလေးလာတဲ့အချမ်းကျမပြင်ထားတာအော်လီဆန်တဲ့အချမ်းအဲ့ရဖွားကြီးပြင်ထားတာလေ ဟုတ်တယ်တောကြောက်တောင်ကြောက်ပြင်ထားတာပေါ့ဟဲ့မလေးမရလဲတောင်ပါကဲပါတော့ပါဒီကပြင်တာမဟုတ်ဘူးကဲဟုတ်ပြီတယောက်အကုန်လုံးလက်စွမ်းပြတာလွန်သွားကြတာရပြီကဲကလေးတွေဘေးကလာချင်းနေပြီသွားခေါ်အောင်လာဘာဖြစ်တာလဲအဖေရဲ့တားမျက်နှာကိုမြင်ပြီးဘာဖြစ်တာတော့လို့ မင်းရဲ့အလှတရားကိုမြင်ငါတော့လက်တယ်ကွာနေစမ်းမမင်းကလက်ကိုဘလို့ရှောင်းတာကောင်းမရှောင်းဟုတ်တယ်ဘာလို့ရှောင်းတာ อ๋อအဲ့လိုရှောက်လို့ရမလားဖေဒီမှာတစ်ဖက်ကရှူးတစ်ဖက်ကပုံတော့ဖက်ဆင်ထားတဲ့လူတွေအဲ့လိုဆင်ထားမှာတော့ဒီလိုပဲရှောက်ရမှာပေါ့ ဘလို့လဲစင်တော့လေကွာ အမေနဲ့ဖေဘာဖြစ်လို့မိတ်ကပ်ဆရာတယောက်ဆိုတယောက်ပဲမခေါ်ထားရလဲဒီမှာသမီးမျက်နှာကိုလည်းကြည့်အောင်အယူမိုင်နဲ့တူနေပြီ အယူမနဲ့မတူပါဘူးသမီးရဲ့အခုမှလေငါသမီးလေးမျက်နှာကိုကြည့်ရတာလေတမျိုးတစ်ချက်စီလှနေတာနော်ဖေနော်လှ စကားပြောလဲစင်ချင်းပြောတော့ဗနဲ့ယူမနဲ့တူရမလဲစင်စားတောင်ပြောင်းတော့အေးလူကမွေးလူစကားပြောစိတ်မကျင်နေဖိနေမိပါချပလိုက်မဟုတ်လေငါနေတော့ပါချပလိုက်မှာလို့မလဲ ခင်ဗျမိဘတွေတောင်ထိနေသေးတယ်ဟမ်သိချကြည့်သားဘာသတို့သားနဲ့သတို့သမီးကိုပြင်ထားတာလေခင်ဗျားတို့ပြင်ပေးထားတာကထိန်မှာကတဲ့နှစ်ကောတစ်စိတ်အယုတ်ကြီးတွေကြာနေတာပဲ ဟဲ့ကောင်းတယ်လေဟဲ့ပေါင်ကတေးလို့လားပေါင်ကတေးမြောက်ပေးနေတာနော်အမြောက်ရွဲပြောနေတာဟယ်လိုဟုတ်ကဲ့အော်ဟုတ်ပြီလာပြီကဲတားတို့သမီးတို့ဟိုမှာခမ်းမမှာလူကြီးတွေစုံနေပြီတဲ့ဧည့်သည်လည်းစုံနေပြီသရိုးသားသရိုးသမီးကိုပြပါတဲ့ပြစရာမရှိဘူးတဲ့မြင်လား ပြစရာမရှိရင်အဲ့မှာပလုံကောက်တဲ့နှစ်ယောက်ကိုပြလိုက်လို့ဒီမျက်နှာအတူတူပဲလို့ စားကားနဲ့မတိုင်လေးစားကားလားကျွန်တော်စားကားနဲ့အဲ့လိုပလုံရုပ်ပအောင်ပြင်တာသူပြင်တာအမလေးကဖွားရတာပုံပြောနေတာလာကြပါတော့ခမ်းမအောင်မြင်သွားမယ်လာနေမေးသားတို့ဆောင်းလေဖိနေမေးသားတို့ဆောင်းလေဖိနေမေးကဲနောက်ကျနေပြီဟာဟေ့ရကားစနေပြီလား အရှင်းဖြစ်ပြီလေဟိုမှာ ဟေးကားလှတယ်ဟာကားလေးလှတယ်နော်အစုံတော့မင်္ဂလာကားလေးဟေ့ကဲမင်္ဂလာကြီးသွားမယ်မင်းပါလုံးတာ ကားတော့မြုံနေကြသွားလို့ ဟာဟေ့ပြ
ကားတော့မြောင်းနေကြတော့တယ် မြောင်းနေကြသွားလို့ ဟုတ်ကွာကားတော့မြောင်းနေကြအောင်မင်းဘာလုံလောက်နေတော့မရှာမတွေ့သေးဘူးလား 2 နာရီကျော်လောက်ရှိပြီအခုထိမတွေ့သေးဘူး အတော့ကပါပဲကွာကားတော့မြောင်းနေကြတော့ဟိုမင်္ဂလာချင်းနီးနေပြီအဲ့ကောင်ဘာလို့လဲခေါင်းကြိုက်မမြောင်းနေစိတ်ရှာတယ် ဟုတ်ကဲ့ဟိုရှာပြလိုက်မယ်နော်လေပါရလဲမလေးကျမစီမရဲ့ကောင်မလေးမှတ်နေလားမိတ်ကဆရာရှင်မလို့ ဟာမင်းတို့လည်းငါသမီးမြင်တော့နောက်ကျနေလိမ့်မယ်ငါဆင်းရှာတယ်ကွာကြောက်ကြရေးဆိုမင်းတို့တွေ စစ် တော့မေးကြိုင်ဟာ မလို့ဟဲ့မလိုက်လိုက်တာဟဲ့ဒုက္ခပဲ ရှာတေးရှာ ရေးကြတာပဲဘယ်နာလဲ ခဏပါစေဗျာ ဘယ်နာကိုကြားရလဲလို့ ဘယ်နာမှာတော့ မလေးဟဲ့ကျမတော့သူကောက်လိုက်မှာပေါ့မလေးဟဲ့ဒုက္ခပဲ ဒုက္ခ ဒီဟိုကစီးတာ မသိလို့ရှိနေ ဒီဟိုကစီးနေတာ ဟုတ်ဗျာကြည်ရဒီဘက်ကိုစီးနေဟဲ့ဟေးမင်းစင်းဟမ်မသိချင်ဘူးမလား မစင်းကြမအောင် သွားဟိုဘက်ကိုသွားရှာဘာလို့လဲ ဘယ်ဖုန်းအပြားကြီးနဲ့ကျမဘလို့တော့ရှာ အဲ့ဒီတောင်းကိုနေလက်လိုက်ပါလက်ပြီးရှာပါအဲ့တော့ကိုကြီးရောသွား ကဲဟဲ့ကောင်မအဲ့တော့နေလောက်ပြီလဲ ရှင်းရှာတယ်ရှာဝင်ရှင်တဲ့ဥစ္စာရှင်းရှာကျမမရှာပါ နေ နဲ့ လဲရှာပြီဘာချတယ်မ ကဲပါနေအောင်လို့ရှာကြားတယ် ဆူဆူတာ ဒီလိုပါကွာလာစမ်းမနော် ရှာကွာဟဲ့ရပါဟဲ့မြောင်းမုံကြောက်ပြီလား ညောင်မမကြောက်ဒါပေမဲ့ချီရထွက်သွားပြီဟောကောင်မဘယ်ချီရမွေးနေလို့တော့ ကျမကြီးကငွေနန်းကြီးလိုက်မေးဦးလေ မလို့ ကဲပါတော့ကြပါကွာလုံးတော့မြန်လုံးတော့ရှာလာပါရှာဖေးရှာဟိုးထုံးလာနေဟယ်လိုဟုတ်ကဲ့ပြပြန်ကုန်ပြီ ဘာဖြစ်လဲ ခါမပါအဲ့ဒါနေပြန်ကုန်ပြီ ဖေးလူရှိရမှာလေ သားတို့ဘယ်လိုသွားမလဲဖေး အော်ဒီမှာတော့ရှာလို့တို့မင်းတို့တပြောကဲသွားကြတော့ဒီရိုက်တော့ကွာ မဟုတ်လေဖေးဟိုဒီတိုင်းသွားရင်သားတို့ခွေးဆမ်းမှာပေါ့ဖေး အော်ခွေးစဲမှာကြောက်နေလဲဟဲ့အစစ်ပြနဲ့တော့ကွာ မဟုတ်လေဖေးအဲ့လိုသွားမှဆိုရင်လည်းကျွဲခွေးမှာပေါ့ဖေးအနီးနဲ့လေ ဒုက္ခပါပဲငါမင်းတို့တောက်မိလိုက်မယ်ဟဲ့မင်္ဂလာခမ်းမအောင်မိဖို့ရေးကြည့်တယ်တကူကူနဲ့စီးပြီးသွားတော့ကွာ ကိုစိုးရောင်းကောင်းလား ဟာကောင်းတော့ဘောပါကြီးဒီလိဘာလာဝဲ ဟောကျွန်တော်လူကြီးတွေတော့ကတော့မဖျောင်းနိုင်လာဘူး ဘောကောင်းတယ်ဘာပြောင်းနေယူလဲကြီး ရွှေချူးမင်းဖျောင်းနိုင်အကိုလည်းရွှေချူးမင်းဖျောင်းနိုင်လာဘူးအေးလေကျွန်တော်လည်းရွှေချူးမင်းဖျောင်းနိုင်လာဘူးလားရှိလား ရှိတာဗောဗျာရွှေချူးမပြောင်းတယ်ရောင်းအားကောင်းတော့ကြီးလို့ကျွန်တော်တင်ထားတာလေ ဟောဒါရွှေချူးမင်းဖျောင်းနိုင် ဟုတ်ပါဒါတွေအကုန်လုံးရွှေချူးမပြောင်းနိုင်နေ ကျွန်တော်ဒါတွေအကုန်လုံးယူမယ်ဗျာ โอเคဗျာ ကျုပ်ကလည်းရွှေချူးမင်းဖျောင်းနိုင်ရောင်စုံစိုက်စုံအထုံ90ပြီ ထုံ90အဲ့ဒါမှပြဿနာပဲဗျာကျွန်တော်မှရှိတာဒီအားကုန်ပဲ အဲ့ဆိုလေကျွန်တော်ရင်မှာဆိုကျွန်တော်ယူသားလိုက်ကျွန်တော်ရင်မှာကျွန်တော်ယူမှာဗောဗျာငါအထုံ90လို့ပြောထားတယ်ခင်ဗျာအထုံ90ကျွန်တော်အခုတော့ကတော့နှာခေါင်းဆဲကိုင်းပေါ်လိုက်မှာနော်နှာခေါင်းမဆဲ ဩတော်ကြပါတော့ဗျာရတယ်ကဲရွှေချူးမပြောင်းနိုင်ဘယ်လောက်လိုချင်လဲကျွန်တော်မှားပြီးလို့ရတယ် ဒါဆိုဘယ်မှာမလို့ရတယ် ဘာမှမလို့ရလဲဆိုတော့မြောင်းမြမြို့ဘိုဘာဒူးလမ်းမကြီးကျွန်းတော်နှစ်လမ်းထက်ရမြကန်သာရက်ကွယ်ရွှေချူးမင်းကုံစုံဆိုင်ကြီးကနေမှားတာပေါ့ဗျာကဲကျွန်တော်အခုပဲဖုန်းဆက်မှာမယ်ဗျာ ဖုံးဆက်မှာယူကြမလို့တော့ပါဘူးဗျာအခုပဲကျွန်တော်တို့သားဖားတွေရွှေချူးမင်းဖျောင်းနိုင်နေလာချပေးတာဗျာ ကဲရွှေချူးမင်းဖျောင်းနိုင်ကကာလာဆုံးစိုက်ဆုံးရှိတယ်လူသလောက်ရမယ်ပြော့ဘယ်လောက်ယူမလဲ ရွှေချူးမင်းဖျောင်းနိုင်ဆိုရင်ရှိသလောက်တာချလိုက်တော့ဗျို့ ကိုရွှေခွန်းနဲ့မဆုကမင်္ဂလာဆောင်တဲ့နေ့မှာပဲကွဲသွားကြတယ်ဆို ဟုတ်တယ်ရှင်အဲ့နေ့ကယူဖို့မပြောနဲ့မင်္ဂလာမဆောင်လိုက်ရပါဘူးရှင် ဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲမိတ်ကက်ဆရာမ2ယောက်ရဲ့အစွမ်းကြောင့်ပေါ့အဲ့ဒီမိတ်ကက်ဆရာမ2ယောက်လုံးစုံပြီးတော့ကျမတို့2ယောက်ကိုပြင်ပေးလိုက်တာဟိုလဲရောက်လဲရောက်သူလဲကျမကိုမြင်ပြီးလန့်ကျမလဲသူ့ကိုမြင်ပြီးလန့်ပြီးတော့သူကကျမကိုပိုလန့်ပြီးတော့ထွက်ပြေးသွားတာရှင် ။အော်ဒါနဲ့ကိုရွှေခွန်းကမြောင်းမြမျိုးရဲ့ရွှေချူးမင်းဖျားနဲ့ပိုင်ရှင်မလား ဟုတ်တယ်လေ ။ဟာဒီဖျားနိုင်ကအခုဆိုရင်အမျိုးမျိုးအနေနဲ့စိုင်တိုင်းစိုင်တိုင်းမှာရနေပြီနော်။နောက်ဆိုရင်အချမ်းတောင်စင်းအောင်ဖြစ်သွားနိုင်တယ်။အဲ့ဒါဘာလို့လဲလောက်လိုက်တာလဲ အော်ကျမလည်းဘယ်လိုလုပ်ပြီးလက်လွတ်ချင်ပါမလဲဒါပေမဲ့မတတ်နိုင်ဘူးလေတည်င်းကျိုးရောက်တိုင်းအဲ့ဒီရွှေချုံမင်းဖျောင်းနိုင်လေးကိုထုံးပြီးတော့ကိုရွှေဘောကိုကျမလွမ်းရတော့မှာပေါ့ရှင် အလွန်တွေတဲ့မလွာပူလီမောင်ဘူးဆောက်ဘူးကျူနေပါလေမလွာဘိုးရွှေတဲ့ရှိဝဲအောင်မူရဲအလွန်တွေတဲ့မလွာပူလီမောင်ဘူးဆောက်ဘူးကျူနေပါလေ
မလွမ်းမိုးရွှေတဲ့ရင်ခွဲအောင်မူရဲမူရဲအလွမ်းတွေနဲ့မလွမ်းမိုးလေးမောက်ဘူးစောင်းသူကြိုးနေပါလေဟဲ့နိုင်ပြီဘာလို့ကြလဲဟမ်ဟဲ့မြို့ကနေချတာလေဒီဘာလို့ကြလဲ ဟုတ်ပါတယ်အမေရဲ့ဟိုသမီးဖြစ်တယ်ကိုသမီးတီလို့လေအဲ့ဒါအမေကိုသမီးရွှေချုံမင်းဖျောင်းနေတယ်လာကြတော့တာပါအမေ အမလေးတော်စမ်းမငါ့ရွှေကျွေးပြောင်းနေလာပြီးညီငါလက်မထိုးနဲ့နော်သွားစင်ရောလိုက်ဟဲ့အောင်စင်လေ ဟုတ်လေကျွန်တော်ဘာလို့ဆင်းရမှာလဲမမတက်ရေဒီမှာခင်ဗျားရဲ့သမီးလေးမမတက်ရဲ့သမီးငလက်မမိကေကိုပြန်ပြောမိခဲ့တဲ့အမားတွေကိုပြန်တောင်းပန်နေတယ်လို့ပြောလို့ကျုပ်တို့ကလည်းလာပြီးတော့လိုက်လာပြီးတာပါဗျာ အမလေးစင်စားတော်မရအောင်ကဲထားတော့အဲ့လေပြန် ဟုတ်အမေပြန်ဖမ်းစင်တယ်နော်သမီးကတော့ချင်လို့ပါအမေရဲ့နော်သမီးကတော့ပြရစီအမေရဲ့အမေအမေ ကိုပါလေဘယ်မရောက်နိုင်နေလေကုန်လို့ပါပဲ အောက်တယ်လေပြပြနေပါတော့ငါမဆွဲကြဘူးနော် အမေကလေးကတော့မအိမ်နေနဲ့နေ ဆက်ခံလိုက်ပါမမီတဲ့ရဲ့ သမီးကတော့ချင်လို့ပါအမေရဲ့နော်ကတော့ပြရစီ ခရောကျနေဆွဲနေကတော့ခရောအေးခရောနော် ဟိုဒါလေရွှေချုံမင်းဖျောင်းနိုင်လေပြီးလို့ရှိရင်အမေတို့လေမုတ်တင်နဲ့ငွေသားတွေကအနောက်မှာလာပို့လိုက်မယ်သိလားအမေနော် ပြီးတော့ ကလေးအားလုံးစီနေတာ အမေပေါ်မှာကာယကံမနောကံ ဝစီကံကိုင်ကံဝစီကံမနောကံမတာမဒီစကတော့လေအဲ့ဒီမနောကံတာမလာဘူးနော်ဟဲ့လား ဟိုအမေကသမီးကကိုကနေဘက်ခရဲပြင်းပြောနေရောသမီးကဝစီကန်နဲ့ကတော့မှလိပ်ပြမလို့ဖြစ်နေတာ မနေ့ဟဲ့တော့ကပဲကိုင်ကံဝစီကံမနောကံ ဟာအမေကမှကာယကံဝစီကံမနောကံနဲ့ပြမခဲ့တည်ရှိတော့သမီးကိုခွင့်လွှဲပါအမေနော် အေးပါမေခွလွတ်ပါတယ်တောင်းမှန်နေသူကတောင်းမှန်မှာတော့အမေကခွလွတ်အမှာပေါ့ ဟုတ်ကဲ့ပါမေ တောင်းဆုံးပလုံးဆုံးဆိုတာပြေဦးထုံးစံရှိပေမဲ့တာသူသမီးဆိုအချောက်ဆိုးဆိုတာတော့ ဟို6ဆိုးရလို့မရှိပါဘူးဗျာ သူကဆိုးတယ်လေဟဲ့ ဒီမှာသားစုသမီးဆိုးပါဗျာ နော်အမေကခွလွတ်ပါတယ်အမေကငါသမီးလေးကိုလေဟောဒီကရွှေချူမင်းဖျောင်းနေလေလို့ပါပဲသမီးရဲ့အမေရဲ့ဘဝလောင်ကျွမ်းခံပြီးသမီးရဲ့ဘဝအလေးရောင်လေးပေးခဲ့တဲ့သူပါဖျောင်းအရှိတွေပြောမိစားတွေအကုန်တော့အမေအိုကြီးကိုသမီးထားခဲ့တယ်မလားဟဲ့သမီးထားခဲ့တယ်မလား သမီးပြန်လာနေပြီလေအမေရဲ့ တကယ်တော့အမေတင်ချခဲ့တာပါမိကိုမိသိပါတယ်မိကိုမိသိပါတယ် ဒါနဲ့ဟိုမမီတဲ့အိမ်မှာနေတဲ့ဟိုကောင်လေးအိမ်မှာမရှိတော့ဘူးမမီတဲ့ကောင်လေးထွက်သွားပြီအဲ့ဒီနေ့ကြားတဲ့ကျွန်တော်တို့စိတ်မကောင်းဖြစ်နေပါလေခါကျမောင်လူကိုခါကျသူတောင်းလူကိုတားရဲ့တောင်းမီးနေပြီလေမောင်တို့ဖြစ်ရမယ်ပါလေ မ မောင် ဟဲ့ကောင်မဒါသူလည်းလည်းဘာမှတည်းစံကြီးမသိဘူးလားဟမ်အဲ့ဒါငါလေးလေငါလေး ဘာလဲလေအမေကသူ့ကိုတားတော့ဆိုပြီးခေါ်နေတာဒါအမေသားလေ တာတာလို့ကိုလည်းလူရှိမှာကောတယ်လေကိုရတော့လေမောဟဲ့ငါမပြေးနိုင်ဘူးနော်ငါမပြေးနိုင်ဘူးမောင်မရှိဘူးပြန်လာပါပါရဲ့မရှိဘူးပါပြန်လာပါ မပွားစရာမလိုဘူးနော်မောင်ခေါ်စရာမလိုဘူးနော် အမလေးမောင်ချင်းကြောက်တာကြည့်ပါမမကြောက်နေတာဟာအမလေးမောင်ချင်းကြောက်တာဟဲ့ကောင်မတောင်းချမှာလို့မျိုးတောင်းချမှာလို့ မောင်ကြီးနော်မောင်ကြီးဆွဲထုတ်ပါနော် အမလေးဆွဲတော့မယ်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 အမလေးမောင်ပြောလိုက်တဲ့စကားတွေကမရဲ့မူထုတွေကိုနားပြလိုက်တဲ့အတိုင်းပဲနားတော့လုံးလုံးပြလိုက်တယ်နားတော့မူထုပြလိုက်တခါမှတော့ပြောခဲ့ဘူးပါဘူးအဲ့လိုခါမှပြောဘူးပါဘူးမောင်လည်းမပြောအဲ့လိုမပြောအဲ့လိုပဲတော့မပြောစရာမပြောအောင်မလို့လေအဲ့ဒါခံစားတဲ့ကြည့်ပွဲတော့ဝန်နေတယ်မသားမတာမောင်ထူးမဲ့ပေါ့မပေါထူးမဲ့ပေါ့ထူးမဲ့ဆိုရင်ထိုးလိုက်တော့我这个出来把你救光没？တော့ကျွန်တော်မထိုးနေတိုင်းငွေထဲမှာတော့ရပူစားပြီးကျွတ်နေတာမလို့လေမင်းမရှိဘူးပါပြန်လာမလားမလားဦးလားဒါပဲပြော မလာဘူးမရှိမှာပဲနေမှာ ကျွားတယ်နော် မရှိဘူးမင်းနေမှာမလာဘူးပေါ့ မလာဘူး တောင်းတာဟဲ့တောင်းတာတောင်းတာလေတောင်းရမလို့ဟဲ့ဒီတောင်းတာလို့တောင်းတာလို့မာမီတက်တယ်ရှိတယ်ဟဲ့ဟုတ်တော့မင်းတောင်းတာမင်း မောင်ကြီးမောင်ကြီး 没有了，老公，俺也是搞对象的，真的。妈咪，那现在啊，没嘞，没有看到那变的没？变不了这妈咪，等着变了，等着。俺没来个枪，对啥呗？
မင်္ဂလာပါခင်ဗျာရွှေချူးမင်းဖျောင်းနိုင်ကိုဓာတ်ရိုက်ဆက်သွယ်အားပေးဝေယူခြင်းနဲ့ဆိုရင်တော့ရွှေချူးမင်းရဲ့ TikTok အကောင့်ဖြစ်တဲ့ဒီမှာလဲဝေယူအားပေးလို့ရတယ်လို့ရွှေချူးမင်းရဲ့ဒီ page မှာလဲဆက်သွယ်မှာယူအားပေးလို့ရပါတယ်ခင်ဗျာ ရွှေကျုံမင်းဖျောင်းနိုင်ရဲ့ပင်ရင်လိပ်စာလေးရဆိုရင်တော့ကျွန်တော်တို့မြောင်းများမျိုးဘိုပါထူးလမ်းမကြီးကျွန်းတော်နှစ်လမ်းထိပ်မြကန်သာရက်ကွက်ရွှေကျုံမင်းပင်ရင်ကုံစုံဆိုင်ကြီးမှာလဲဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာ ဖုန်းနံပါတ်နဲ့ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့399261 995 966နဲ့665 199 639အပြင် 665 699 562တို့ကိုလည်းဆက်သွယ်ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာ ကဲရွှေချူးမင်းဖျောင်းနိုင်ဟာဖျားစင်မီအတွက်ပဲပူဇော်စောမိမိတို့အိမ်မှာမှောင်နေလို့ပဲထွန်းထွန်းတရင်ကျုပ်အချိန်ခါတမရမှာစီမီပူဇော်ဖို့အတွက်ပဲဖြစ်ဖြစ်ရွှေချူးမင်းကိုဝယ်ယူအားပေးဖို့မမေ့နဲ့နော် အမောင်ကိုခွင်းလို့ဘဝကိုလင်း ရွှေချူးမင်း